တရားများနေလဲကိုမျိုးတရားဖြစ်ပါပါရှင် strategy 5 minute ပေါ့ဗျာဆိုတော့ကျွန်တော်ပြောမယ့်5 minute ကပါလဲဆိုတော့ကျွန်တော် people power 5 minute ပါကျွန်တော်ကလူထုအင်အားကိုယုံကြည်တယ်လူထုကြားကနေသွားပြီးတော့လူထုတိုက်ပွဲခေါ်ဆောင်မရဘူးကျွန်တော်ယုံကြည်တယ်ဆိုတော့ဒါလူထုအင်အား people power 5 minute နဲ့ကျွန်တော်သွားမှာဖြစ်ပါတယ်အဓိကကတော့ဗျာကျွန်တော်တို့ campaign မဲ့ကြည့်ကြည့် movement ကြီးပဲကြည့်ကြည့်ဘာကိုပဲကြည့်ကြည့် mass ရဲ့ media ရဲ့ money ရဲ့ဆိုတော့ကျွန်တော်တို့အခြေရရင်တော့ကျွန်တော်နောက်မှ easy ပြောမယ်ဆိုတော့တော်လိုင်းရေးတွေ case ဆက်ဖြစ်ခဲ့တာ media ကျွန်တော်တို့ democracy ဘက်တော့တိုင်းအများကြီးပါတယ် neutral media တွေသိမှာပါ democratic media ပေါ့ဗျာဆိုတော့အဲ့ media တွေကျွန်တော်အများကြီးဆိုတော့ကျွန်တော်မှမရှိသေးရင်ထပ်ထောက်ရှိပြီးသားဖြစ်လို့ရှိရင်လည်းထပ်ပြီးတော့အားရှိအောင်ကျွန်တော်တို့ဝိုင်းပန့်ဖို့လုပ်တယ်ဒါ democratic media mass ရထားကြီးပေါ်တက်ချင်တဲ့လူတက်ဆင်းချင်တဲ့လူဆင်းလို့မရဘူးအဲ့ရထားကြီးပေါ်အဲ့ democracy ရထားကြီးပေါ်လူတိုင်းပါကျွန်တော်ဆွဲခေါ်ပြည်တွင်းမှာလည်းတက်ခဲ့ကြပါပြည်ပမှာလည်းတက်ခဲ့ကြပါတက်ပြီးလည်းပြန်မစင်းဖို့ကျွန်တော်ဆွဲထားမှာဖြစ်ပါတယ် mass very important ကျွန်တော်လူထုအင်အားမရှိပဲကျွန်တော်တော့လိုက်လို့ money ကျွန်တော်လူထုနဲ့ equally important အခုလိုတက်ကန်ထရီတွေမှာရောက်ပြည်တွင်းမှာနိုင်ငံရေးလုပ်ချင်တော့ပတ်စံမရှိမရဘူးကွန်ပျူတာသုံးချင်တော့မှ internet မရှိဘူးမြို့ထဲသွားချင်တယ်ကားလာမရှိဘူးနိုင်ငံရေးလုပ်ချင်တယ်စားတယ်မရှိဘူး money အဲ့တော့ကိုကျွန်တော်ကရအောင်ကျွန်တော်ရှာ3 very important အဲ့ဒီ3ကိုကျွန်တော်ရအောင်ရှာမယ်နိုင်ငံတကာရအောင်ရှာ okay mass ပြည်တွင်းပြပါရှာပြည်တွင်းမှာ CSO တွေထောက်လူစု ready ပြင်တကပြည်ပမှာဝယ်ရှာအထဲဝင်ဖို့ပြင်ပြည်ပမှာထိုင်ပြီးတည်လို့မရဘူးမီဒီယာတွေပို့ရှာပတ်စံတွေပို့ရှာပြည်တွင်းကိုပို့တွဲဆုံဆွေးနွေးရမယ်လို့လက်နက်ပဲဝယ်ပတ်စံရှာပြီးတော့ပြည်တွင်းကိုပို့ထောက်ပံ့ okay ပြည်တွင်းမှာလူထုအောင်ကြောင်းဘယ်လိုဖြစ်အောင်လုပ်မလဲကျောင်းသားရဲ့ဖျားသားရဲ့စစ်သားရဲ့သားကောင်းသားညီအောင်လုပ်တယ်ပြီးအဲ့ဒီချိန်မှာခေါင်းဆောင်ကျွန်တော်တို့ဒေါ်ဆက်စုကြည့်ရှိတယ်ကျောင်းသားကောင်းဆောင်ရှိတယ်ခေါင်းဆောင်မို့လို့လေအဲ့သားကောင်းသားနဲ့ခုနကလူထုကောင်းဆောင်နဲ့ပေါင်းဆက်လူထုနဲ့ကောင်းဆောင်နဲ့သားတဲ့ဖြစ် and power to the people အဲ့ဒါဒီကလူတွေကျွန်တော်ညီကောင်မတို့တွေအားလုံးရဲ့စိတ်ထဲမှာ yes I can yes we can you are responsible I am responsible everyone is responsible to save our country so I need them so ပြည်တွင်းနဲ့ပြည်ပနဲ့ချိတ်ဆက်လူလူနဲ့ကောင်းဆောင်နဲ့ချိတ်ဆက်ပြီးအဲ့ဒီချိန်မှာကျွန်တော်တို့ကုလသမဂ္ဂကိုလုံခြုံရေးကောင်စီကိုပတ်သွားတရုတ်နဲ့ရုရှားကိုဘိုင်းလိုက်နေတဲ့လုံခြုံရေးကောင်စီကိုပတ် okay ငါတို့ကောင်းဆောင်ရှိတယ်ဒေါ်ဆက်စုကြည့် okay ကိုယ်စမှာကျွမ်းပြီးသား okay လူလူတွေကဒီမိုကရေစီရရှိရဲ့ပဲပြောတယ်အဲ့ဒီမှာနိုင်ငံတကာမှာအစိုးရတွေကိုမကြည့်ဒေါ်စုကပြောနေပြီလူလူကပြောနေပြီဒေါ်ဘာရီမတရုတ်နဲ့ရုရှားနိုင်ငံတကာအစိုးရအထွေထွေညီလာခံနေပြီးတော့ resolution ချဒီလိုနည်းလမ်းတွေပေါ့ဗျာအဲ့ဒီနည်းလမ်းတွေနဲ့သွားမယ်ဆိုတော့အဓိကစိတ်သက်ခြင်းဒီဒူရနီယာမှာပေါ့လို့အချင်းချင်းမှာလူမချတဲ့ညီညွတ်ရေးကိုလုံးမစက်ကလေးမလုံးနဲ့လက်တွေလုံးဆိုရကကြရင်အဲ့ဒါတွေပေါင်းလိုက်လို့ရှိရင် yes we can we will win and give power to the people Bama will be free very soon once we can save ourselves. Thank you. Community ရထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်